မိဘပြည်သူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Sunflower Channel လေးမှာကြိုဆိုပါရစေ Channel လေးကို Like and Subscribe လေးလုပ်ပြီး Support ပေးတော့ဖို့တောင်းဆိုပါရစေခင်ဗျာကျွန်တော်ကတော့စာအုပ်ဖတ်ပြမယ် Adlib ပဲဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဖတ်ပြပေးသွားမှာကတော့ဆရာကြီးတော်ရေးသားထားတဲ့ Iodine ကိုကြီးဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ် Iodine ကိုကြီးနဲ့ဖဲဒီသုံးလုံးအိမ်ညောင်သုံးကတနေ့တနေ့ကျွန်တော်နောက်တစ်ချိန်နမကျော်စာပလင်တူဖြစ်လာမိမောင်နှင်းကလေးအားစုံထောက်ခြင်းတက်ပညာများကိုစာတွေ့ကိုတွေ့များရောဆက်၍သင်ကြားပို့ချပေးနေစဉ်ကတ်တဲမှပြတာမောင်ပွေးရေးကြီးတုတ်ပြနှင့်ရောက်ရှိလာပြီးဒုက္ခတော့များပြီပါရဲ့ဟဲ့ဘယ်နဲ့ကြောင့်ဒုက္ခများရမှာတော့မောင်ပွေးမှာစကားကိုစမပြောနိုင်သေးပဲအိမ်ခန်းထဲရှိတောက်ရည်အိုးစင်မှရေတစ်ခွက်အားကမန်းကရန်ခတ်တောက်လိုက်ပြီးအင်းစိန်နောက်ဘက်ချမ်းကတထေးကြီးဥရွှေတော်တက်ခံရလို့အဲ့ဒါမင်းကြီးကဘာကိုခေါ်ခိုင်းလို့ကျွန်ုပ်လည်းချိန်ဆွဲမနေတော့ပဲအခင်းဖြစ်ဖွားရာအင်းစိန်နောက်ဘက်ချမ်းတထေးကြီးဥရွှေတော်နေရင်တို့တပည့်မောင်နှင်းကိုပါအတွေ့အကြုံရစီရန်လို့ငါခေါ်ဆောင်ခဲ့ပြီးအစဉ်မြန်ထွက်ခဲ့လေတော့သည်မှတ်ချက်ကျွန်ုပ်ဤတပည့်ကျော်မောင်နှင်းသည်ကျွန်ုပ်ဖော်ထုတ်ခဲ့သည့်ဤအတိုင်းနောက်တစ်ချိန်တွင်ကျမောက်သည့်သုံးလုံးဟူသောမှုစမ်းကြီးကိုဖော်ထုတ်နိုင်ခဲ့သည်ကြီးမားကျယ်ဝန်းသောချန်ကျယ်ကြီးနှင့်အတူဟောင်းနှံခန့်တဲ့သောရဲတိုက်ကြီးတစ်ပွဲနှစ်ထပ်တိုက်ကြီးကျွန်ုပ်ကိုမြင်သည်နှင့် IP ပြောင်ရင်းအမိရင်းမှာအောင်မင်းဖြစ်တော်လဲပြဿနာတစ်စုံတစ်ခုဖြစ်လျင်အမြဲတစေပြောင်ရင်းတတ်သောအချင်းရှိသောကြောင့် IP အောင်မင်းစား IP ပြောင်ရင်းဟုတာတွင်လေသည်ဟုစလုတ်ရိုက်ပြီးပြဿနာကတော့ကြီးကျယ်ပဲပါ၏ကျွန်တော်ကတော့ခေါင်းချောက်နေပြီအင်စပက်တော်ကလည်းတေးသူဟာမြုံမျက်နှာဖုံးဖြစ်လို့အများဆုံးအမှုမှန်ဖော်ထုတ်ပေးရမှာတဲ့မဖော်ထုတ်နိုင်ရင်နေရင်အုပ်ထုံးတုံနေလှမ်းပြီးပတ်ကျန်းတိုက်မှာတဲ့ဗျကုညီပါဦးဘာရဲ့အေးကောင်းပြီလေပင်ကိုဆွမ်းဆလည်းမရှိပြဿနာဖြစ်လျင်ပြောင်ရင်းကောင်းရှောင်နေတတ်ပြီးအမှုမှန်ပေါ်မှနာမည်ကောင်းယူတတ်သောဤလိုလူမျိုးအားနေရင်အုပ်ထုံးတုံနေလှမ်းပတ်ကျန်းတိုက်တာထက်ခေါင်းကိုလေးကွက်တော်နှနွေးလုံးနဲ့နေပြီးဈေးလယ်မှာငပုံနာဟုဆိုကခြာရောင်းလိုက်တင်ပြီကျွန်ုပ်လည်းသူဤစကားကိုအရေးမဆိုင်ပဲအခင်းဖြစ်တာပဲနေရာမှာလဲ IP ပြောင်းရင်းမှာအန်အောဟန်ဖြင့်ကျွန်ုပ်ကိုကြည့်ပြီးအော်အဘရဲ့အောက်လဲငုံကြည့်ပါဦးတေသူရဲ့လေပင်ကိုတော့တတ်နေပြီတော့မယ်ဟုဆိုလိုက်မှကျွန်ုပ်လည်းလန်တကြားငုံကြည့်ရဟဲ့တောက်ပလုတ်တုတ်နောက်တလန်းထက်လန်းသည်နှင့်လဲစစ်တက်နေမိလောက်သည့်တေဆုံးသူတထေးကြီးဥရွှေတော်၏အလောင်းထိုအလောင်းချင်တွင်တရှုံရှုံငိုကြွေးနေသည့်ဥရွှေတော်၏ဇနီးနှစ်ဦးနောက်တေဆုံးသူ၏လက္ခဏာကြည့်သူကြည့်ကြွေပေရင်တွတ်သူတွတ်နှင့်တထေးကြီးမိတို့တေဆုံးသည်ကိုခံမှန်းတွက်ချက်နေကြသော CID မှနမဲကျော်ဆုံးသောနှစ်ဦးဖြစ်သူခြေဖွားမောင်မောင်ကြီးနှင့်တံပြအောင်မြင့်မှတ်ချက်ခြေဖွားမောင်မောင်ကြီးဆိုသူသည်ရန်သူနှင့်ရင်ဆိုင်တွေ့သည့်အခါသူ၏ခြေဘဝကိုအသုံးပြုတိုက်ခိုက်၍ရခဲ့သည်မဟုတ်ပဲအန်ရနှင့်ကြုံလာလျင်သူ၏ကြီးမားကျယ်ပြန့်သောခြေဘဝကြီးကိုအသုံးပြု၍ဖနှောက်နှင့်တင်ပါတသားရဲကြအောင်ထွက်ပြေးရ၍ဖြစ်သည်တံပြအောင်မြင့်ဆိုသည်မှာလည်းအကောင်သေးသလောက်စကားပြောလျင်ယခုခေတ် heavy metal ဆိုတော်များဝမ်းချုံနေလျင်အင်တာတက်တယ်လို့သူ့ကိုတန်နှင့်ချစ်နေတဲ့ကဲ့သို့လွန်စွာစိတ်ပြက်ဖွယ်အတံမျိုးပိုင်ဆိုင်ထား၍ဖြစ်ချေ၏နောက်တစ်ချိန်ကျွန်ုပ်၏တပည့်ငယ်လေးမောင်နှင်းလေး၏ခေတ်တွင်လည်းဤကဲ့သို့အလားတူလူမျိုးများနှင့်ခေတ်ပြန်ဖြစ်ခဲ့ဘူးလေ၏ကျွန်ုပ်၏အဖြစ်ပြက်ကိုမြင်သောရခင်ကလေးကကျွန်ုပ်၏ကြော်စောတိတ်ကမကြီးမပုံကိုမနာလိုမရှုစိတ်ဖြစ်နေသောခြေဟွားမောင်မောင်ကြီးမှအထက်တရာပလာတာရှုံးလောက်အောင်တရားနှစ်ခေါက်ချိုးမျက်နှာနဲ့အသက်ကြီးမှဘာတွေဘဝင်မြင့်နေတယ်တော့မပြောတတ်ဘူးမိုးမမြင်လေးမမြင်ကိုဖြစ်လို့ဒါနဲ့မြတ်နမဲကျော်လွတ်ဆောင်တော့တဲ့ရည်ရတယ်ဗျာဟာဟာဟူသောအပြောကိုတံပြအောင်မြင့်မှဟုတ်ပါဗျာဒီလိုအသက်ကြားအုံမျိုးဝဝရိတ်တာမှသာနေတင်တော့တယ်ခြေဘဝမောင်မောင်ကြီးမှာပို၍သဘောကျသွားသလိုတဟားဟားရည်ရင်ဟာဟာဟုတ်ပါဗျာတက်ကြီးပြီနှေးကလည်းနှေးကွေးသေးဒီမှာကတရခံတော်မိတော့မယ်ဟောဒီမှာကြည်စမ်းကျုပ်ရဲ့ကြွေပေတင်ပထမအချိန်မှာလေးကြတယ်လေးဆိုတော့ဗုဒ္ဓဖူးနောက်တစ်ချိန်ကနှစ်ကတော့တနင်္လာဗုဒ္ဓဖူးနဲ့တနင်္လာနံပတ်တဲ့လူဟာတရားခံစစ်ပဲခုဆိုလိုက်ရာတံပြအောင်မြင့်မှအာရဝန္တာဖြစ်ဟုတ်လိုက်လေကိုမောင်ကြီးဟာကျုပ်သေးသူလက္ခဏာကိုကြည့်လိုက်တာ
တောက်ကြကြိုကိုအားနဲ့နေပြီးစနေကြိုအားကောင်းနေတယ်ဘေးရင်အနေနဲ့ဆိုလဲကလာကတာကြိုကိုကျွန်တော်လည်းမနေနိုင်တော့ကရနကကြိုကုန်လောက်ပါမောင်ရဟုဆိုလိုက်ရာတံပြအောင်မြင့်ကကျွန်ုပ်ကိုမကျေနပ်တယ်လို့ကြည်၍ဒါရှိအိန္ဒိယစာရုနီးဗျဘာမှလည်းမတည်ရနဲ့ဝင်မပြောပါနဲ့ခုဆိုလိုက်ပြီးဘယ်ရောက်သွားလဲအော်ဟုတ်ပြီကလာကတာဂျိုကောင်ကနေမြောက်ဘက်ကိုဥတီသွားပြီးမစ်စစ်စပီလမ်းကြောင်းမှာပုံပေဘားမဂျိုနဲ့တွားဆုံနေတယ်အဲ့ဒါကြောင့်ဇာတာလိုရဒီလူဟာယာဟုဖွားပဲဖြစ်ကြမယ်ယာဟုဖွားကိုနိုင်တာပါရှိမလဲတံပြအောင်မြင့်အမေကိုခြေဖွားမောင်မောင်ကြီးမှအားရဝမ်းသာခဲ့ရှင်းမစပွဲဖြန်းကနေပုတ်လိုက်ပြီးယာကုပ်ပေါ်ဗျယာဟုကိုနိုင်တာယာကုပ်ပေါ်ဒီရက်ထဲမှာယာဟုထိုးရင်အမြဲဥရနေကြဗျကျုပ်ရဲ့ကြွေးပေဒီမှာလဲဗိုလ်တဖူးနဲ့တနင်းလာဆိုတာယာကုပ်ဖြစ်လိမ့်မယ်ဗိုလ်တဖူးကယာတနင်းလာကကုတ်ဟုတ်ပေဘူးလားဟုတ်ပါဗျာဒီတော့ဒီရက်ကွက်ထဲမှာယာကုပ်ဆိုတာဘာတူရှိလဲနွားနို့ပိုးတဲ့ယာကုပ်ရှိတယ်လေဗျာဟုတ်ပါပြီဒီကောင်ဒီတထေးအိမ်ကိုနွားနို့ပို့နေကြတယ်တထေးကနွားနို့ပိုးမပေးလို့စိတ်ဆိုးပြီးတက်လိုက်တာဖြစ်မယ်ကဲအဲ့ဒီတော့ယာကုပ်ကိုဖမ်းပြီးရိုက်စစ်လိုက်ရုံနဲ့ကွိဆိုမိပြီပေါ့ဟုတ်ပါဗျာကဲပြောနေကြတယ်ခုပဲတော့ဖမ်းပြီးအမြန်ဆုံးရိုက်စစ်လိုက်ရအောင်တော်ကြကျုပ်တို့ဖော်ထားတဲ့တရားခံကိုတခြားလူနာမည်ကောင်းယူပြီးဝင်ဖမ်းသွားလို့ဟုတ်ပြီဖြစ်နေအောင်မယ်ဟုကျွန်ုပ်ကဘာမဆိုင်ညာမဆိုင်ဆောင်းမြောင်းပြောဆိုပြီးတုတ်တီးတုတ်ပြနဲ့နွားနို့ပိုးသည့်ကလားကိုဖမ်းရန်ထွက်ခွာသွားကြလေသည်သူတို့ထွက်သွားမှတပည့်မောင်နှင်းလေးကမကြေမနက်ဖြစ်ဘာလို့ဒီလိုသိခံနေတာလဲဗျရဲ့ကျွန်တော်သာဆိုလက်တီးနှလုံးလောက်တော့လက်ဆောင်ပေးလိုက်မိမှာပဲမောင်နှင်းလေးဤစကားကြောင့်ကျွန်ုပ်ပြုံးမိမလိုပါဘူးတပည့်ဟာမပြည့်တဲ့အိုပေါင်းမင်းခတ်သွားတာပါကဲတေတူကိုကြည့်ရအောင်ခုဆို၍တေတူတထေးကြီးဥရွှေတော်ကိုကြည့်လိုက်ရာလဲပင်တွင်ညုံမဲနေသောတန်ရာနှင့်မျက်လုံးပြူးထွက်နေပြီးရှာလဲထွက်နေပြီးမသေးဆုံးဝင်မချိမဆက်ခံစားတော့ရပုံမျိုးကျွန်ုပ်လည်းတေဆုံးသူကိုကြည်ပြီးတပည့်မောင်နှင်းလေးဤစုံတော့တွတ်တက်အပ်သောစူးစမ်းမှုအစွမ်းကိုသိလို့တစ်ဖြင့်ကဲမောင်နှင်းတေတူကိုကြည်ပြီးမင်းဘလို့ကောက်ချက်ဆွဲမလဲမောင်နှင်းလေးမှာတပည့်ကောင်းပြပြမဆိုင်မတော့ပဲလဲပင်မှာညုံမဲနေတာဆိုတော့ဓာတ်နဲ့ထိုးတာတော့မဟုတ်နိုင်ဘူးနှင့်မေကလေးလဲပင်မှာညုံမဲနေမှာတော့ဓာတ်နဲ့ထိုးတာဖြစ်ပါမလားငါဖင်ပိတ်ကန်လိုက်ရကျွန်ုပ်ငေါငန်းလိုက်တဲ့ဖြင့်မောင်နှင်းမှာမျက်လုံးလေးကလဲနှင့်ဖြစ်သွား၏ကဲနောက်တေချာတဲ့ထင်မြင်ချက်ကိုထပ်ပြောဤတစ်ချိန်တွင်မောင်နှင်းသည်မှားသားမိဆိုး၍လာမသိခင်ကိုလက်ဝါးနှစ်ဖက်နှင့်ကာပြီးတထေးကြီးကမိမနှစ်ယောက်ယူထားတာဆိုတော့တယောက်ကမယငယ်ပေါ့မောင်နှင်းအဖေကြောင့်ကျွန်ုပ်မှာပို၍ဒေါသဖြစ်သွားပြီးတဲလေးငါပကံလိုက်ရမိမနှစ်ယောက်ယူထားမှတော့တယောက်ကမယငယ်ပေါ့ကွငါပြောတာအမှုနဲ့ပတ်သက်တာကိုပြောခိုင်းတာမောင်နှင်းဤမျက်နှာမှာစီးရွက်လောက်တာကြံတော့၏ကျွန်ုပ်လည်းသူ့ကိုကြည့်ပြီးပို၍အားမလို့အားမရဖြစ်လာကဆက်ပြောတေတူနဲ့ပတ်သက်ပြီးမင်းရဲ့ထင်မြင်ချက်ကျွန်တော်ဒေါသထွက်နေပြီကိုတီတုံးမောင်နှင်းမှာအထစ်ထစ်ငန်းဝဖြစ်ဟုတ်ကဲ့တေဆုံးသူတထေးကြီးဟာအင်မတန်တတိကောင်းဝင်ရတယ်ကျွန်ုပ်စိတ်ဝင်စားသွား၏ဒီကောင်မဆိုးဘာဖြစ်လို့လဲကျွန်ုပ်အနေနဲ့စိတ်ပြေသွားပြီကိုတီတုံးမောင်နှင်းမှာအနေငယ်အတက်လာပြီးဘာဆရာကြည့်လေသူတည်တဲ့အထိသူ့ကိုလဲပြီးညှစ်တက်တဲ့လူကိုမျက်လုံးကျူးပြီးရှာထုတ်ပြသွားသေးတယ်ကျွန်ုပ်လည်းအလွန်ဒေါသထွက်သွားတဲ့ဖြစ်ဟဲ့ကောင်မင်းဘာစကားပြောတာလဲမောင်နှင်းမှာကြောက်လန့်ဖြစ်ခင်ဗျာကျွန်တော်သူတက်တိတ်ဟုတ်ကဲ့မောင်နှင်းမှာကြောက်လုံးရဒူးမြပင်တဆက်တုံသွား၏မင်းမှတ်ထားမျက်လုံးကျူးပြီးရှာထွက်တာလဲပင်မြင့်တမတာကွခင်ဗျာတထေးကြီးဥရွှေတော်ကိုမျက်လုံးကျူးရှာထွက်လောက်အောင်လဲပင်မြင့်တတ်တာဥတမတာဟုတ်လားဒီကောင်ကွာကဲဖုန်းအမလေးကြောက်ပါပြီဗျာကျွန်တော်လည်းဤမြတ်တုံးအားလှတော့
တပည့်မောင်နှင်း၏တင်ပစုံကိုဒေါသတကြီးနှစ်ချက်ခန့်ဆင့်ကန်လိုက်မိ၏ဒီလောက်တုံးတဲ့ကောင်ငါတင်းလေးခုဆိုပြီးမောင်နှင်း၏နရွက်ကိုဆွဲပြီးလာဒီမှာကြည့်တေသူရဲ့ဘယ်ဘက်နံကြားမှာခြေရတစ်ခုတွေ့လားဟုတ်တွေ့ပါလေအဲ့ဒီခြေရကိုကြည့်ခြင်းအပြင်တေဆုံးသူနဲ့လူသက်တရခန့်ဟာမသေးခင်တပ်ပုတ်ခဲ့ပုံရတယ်မဟုတ်ဘူးလားကျွန်ုပ်ဤစကားကိုမောင်နှင်းဖြစ်မပေးမီ IMP ပြောင်းခြင်းမှမဟုတ်ဘူးဗျအဲ့ဒီခြေရခုနတုန်းကခြေဖွားမောင်မောင်ကြီးအဘလိုပဲမော့တော်နဲ့ဝင်လာပြီးချော်နှင်းသွားတာ IMP ပြောင်းခြင်းဤအဖြေစကားကြောင့်ကျွန်ုပ်လက်ရှက်ကန်းဖြစ်အဲ့ဒီလိုဆိုလဲပြီးရောမင်းတို့အဲ့ဒီလိုနမောနမဲမလုံနိုင်တကွာ IMP ပြောင်းခြင်းကိုငောင်ငန်းလိုက်ပြီးအခန်းတွင်းဝေးကြီးကဟိုမှာတွေ့လားဖရဲတီးခွန်လေအဲ့ဒီဖရဲတီးခွန်လေကြည်ခြင်းအဖြစ်တေသူနဲ့တေရကန်ဟာရခင်ကတီဟောင်းကျွဲဟောင်းတွေဆိုတာသိတာလေဘာကြောင့်လဲဆိုတော့မကြသေးတဲ့အချိန်ကသူတို့နှစ်ဦးကြည်နူးနဲ့ဖရဲတီးအတူထိုင်စားခဲ့ကြတာဖြစ်မယ်ကျွန်ုပ်ဤစကားကို IMP ပြောင်းနှင်းမှာပင်အဲ့ဒါလည်းမဟုတ်သေးဘူးကအဘတို့မရောက်ခင်လေးတံပြအောင်မြင့်ကအတန်ဝင်နေလို့ဆိုပြီးဖဲတီသုံးလုံးတရွှန်းနဲ့ဟော့လို့ခွဲပြီးတော့ထိုင်စားသွားတာ IMP ပြောင်းနှင်းစကားကြောင့်အဆက်ကြီးတော့ကျွန်ုပ်ဖို့ပူ၍အဆက်ရစေလေသည်သို့တော့တက်ရက်စရာပြီးရှောင်မပေးသေးရဲ့ဒါတွေတက်တိတ်ခံပစ္စည်းဖြစ်ခြင်းဖြစ်မှာပေါ့ပစ္စလက်ခတ်မလုပ်ပါနဲ့ဂိုင်းမောင်နှင်းဟောဒီမှာဆက်ကြည့်တေသူဟာအင်ဂျီဝတ်စားပါမှမဝတ်ထားဝန်ထားရင်သူဟာရန်သူလာမကိုကြိုတီးလို့ခုခံကာကွယ်ဖို့အသင်းဆောင်နေတာဖြစ်ကိုဖြစ်ရမယ်ဤတွင်တေသူ၏ခြေရင်းတွင်ထိုင်နေသောမိမနှစ်ဦးအနက်တဦးမှငိုနေရင်မဟုတ်ပါဘူးရှင်သူခုနလေးမှအပြင်ကနေရမူးရောက်လာပြီးဒီမှာလဲကျပြီးတော့ကျမကိုအင်ကြီးချွတ်ပေးပူတယ်ဆိုလို့ကျမပဲဟောဒီလက်နဲ့ချွတ်ပေးခဲ့တာပါခုဆိုပြီးငိုတန်ဖြင့်ဆက်၍ဟေးအကူကြီးရင်အဖြစ်ဆိုးလာပြီလားတေတာရန်ကျွေးပရင်တွတ်သူကတွတ်လက္ခဏာကြည့်သူကကြည့်တလို့တွေလာပြောသူကပြောနဲ့အကူကြီးကိုတတ်သွားတဲ့လူကတော့ဖင်ခါပြီးရှောက်ကနေရင်တော့ဒီလိုစုံတောက်ဆုပ်တွေတကြားအိုဖိုးကြီးတွေကဒီတသက်ဖမ်းမိရောက်မှာမဟုတ်ပါဘူးအောင်မလေးအဖြစ်ဆိုးလာကြည်လားကိုကြီးကဟုပြောလဲပြောငိုလဲငိုကျွန်ုပ်တို့ကိုလည်းတိတ်ခါချနေပြန်သဖြင့်များစွာရှက်ရလေသည်ကျွန်ုပ်လည်းမြေတို့မြေပုံလောက်ရမည်မသိပဲဘေးဘီဝေးကြည့်လိုက်ရာအိန္ဒိယတွင်မိသွေးကနှင့်ရေးထားသောစာကြောင်းတစ်ကြောင်းထိုစာကြောင်းကိုမြင်သောကျွန်ုပ်၏ဦးခေါင်းထဲတွင်ဗဟေလီများမြောင်များစွာတိုးဝင်လာလေသည်ကျွန်ုပ်ရုပ်ချင်းတည်ကြည်သွားပုံကိုကြည့်ပြီးတပည့်ကလေးမောင်နှင်းမှာဇဝေဇဝါဖြင့်နေရမစာတန်းကိုခွက်ကြည့်လိုက်သည်ဖျက်သည့်သုံးလုံးအိမ်မြောင်သုံးကောင်ဖျက်သည့်သုံးလုံးအိမ်မြောင်သုံးကောင်နဲ့ဗာဒိတ်ပဲလဲဗျကျွန်ုပ်လည်းတပ်ပြင်းကိုလေးတွဲချပြီးလုံစွာတည်ကြည်တော်လေတန်ဖြင့်မောင်နှင်းတေသူရဲ့ညာဘက်လက်မောင်းကိုကြည်စမ်းအိမ်မြောင်သုံးကောင်ကောင်းချင်းဆိုင်ဖို့ရှိရလားလို့မောင်နှင်းသည်ကျွန်ုပ်၏စကားကိုမယုံတဝက်ယုံတဝက်နဲ့တေသူ၏လက်မောင်းကိုကြည့်လိုက်ရာဟာဟုတ်ပါပါရဲ့အိမ်မြောင်သုံးကောင်ကောင်းချင်းဆိုင်နေတဲ့ပုံရှိတယ်ဗျအဲ့ဒီအိမ်မြောင်သုံးကောင်မှာဘာထူးကြလဲမောင်နှင်းကလေးမှာအိမ်မြောင်သုံးကောင်ကိုတေချာကြည့်ပြီးနှစ်ကောင်ကအမဖြစ်လောက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီအိမ်မြောင်နှစ်ကောင်ကတင်ပါနဲ့ကြီးနေတယ်ဟုတ်ပါပြီဒါကြောင့်တထေးကြီးဥရွှေတော်ဟာမိမနှစ်ယောက်ယူထားတာဖြစ်မယ်မောင်နှင်း၏စကားကြောင့်ကျွန်ုပ်မှဒေါသထွက်ပြီးစီရင်တဲလေဒီကငါဖင်ပိတ်ကန်လိုက်ရမကောင်းရှိရောမယ်အိမ်မြောင်သုံးအောင်ဘာရောင်လဲမေးနေတာမောင်နှင်းမှာကြောက်လန့်ဖြစ်အနီးတကောင်အစင်းတကောင်နတ်တကောင်ပါကျွန်ုပ်လည်းလေးလက်နက်စဉ်းစားပြီးမှရင်ကောင်းတန်နှင့်ညီးတွားရင်တေချပါပြီဤတွင်လွန်စွာဆက်စုတက်သောမောင်နှင်းသည်ကျွန်ုပ်နားရောက်လာပြီးဘာတွေတေချနေတာလဲဗျကျွန်ုပ်လည်းချက်ချင်းအဖြေမပေးသေးပဲတပ်ပြင်းကိုလေးတက်တွက်ဟမ်ပါပါတမာရီချရင်ပြောရရင်တော့အရှိကြီးပေါ့ကွာမောင်နှင်းမှာတိလို့သောဖြင့်လမ်းထိပ်ကကွင်းရရောင်းတဲ့ရှိကြီးလားကျွန်ုပ်လည်းဒေါသထွက်သွားပြီးတဲလေဒီကောင်တော့
ငါလှုပ်လိုက်ရမကောင်းရှိအောင်နော်ငါပြောတာကိုတိတ်တိတ်ကလေးနားထားနောင်နဲ့မှကြောက်ကြောက်လန့်လန့်ဖြင့်ဟုတ်ကဲ့သူငြိမ်သွားတော့မှကျွန်ုပ်လဲစကားကိုထပ်ဆက်ရလေတော့သည်အေးတထေးကြီးဥရွှေတော့အမှန်တော့အိမ်မြောင်သုံးကောင်ခိုင်းတာပဲဗျာအိမ်မြောင်သုံးကောင်ခိုင်းဟုတ်လားအေးဟုတ်တယ်ကွာသူ့လက်မောင်းကရုပ်ဟာအိမ်မြောင်သုံးကောင်ခိုင်းရဲ့တစိမ့်ပဲအိမ်မြောင်သုံးကောင်ခိုင်းသားတွေဟာအဆင့်30ခွဲထားတယ်ကွပထမအဆင့်အနေနဲ့ကိုယ်ခံပညာကိုယ်လုံးတက်ရင်အိမ်မြောင်နဲ့ဒုတိယအဆင့်သူတို့အခေါ်ရစိတ်တဒုက္ခလို့ခေါ်တဲ့အတွင်းစိတ်နဲ့လှည့်ပြားနည်းကိုတက်ရင်အိမ်မြောင်နည်းတတိယအဆင့်လက်စားချေကျွမ်းကျင်အဆင့်အနေနဲ့အိမ်မြောင်အစိမ်းဆိုပြီးတစ်ဆင့်ပြီးတစ်ဆင့်ထိုးခဲ့ရတာပေါ့ကွယ်ဟဲဒါဆိုတထေးကြီးဥရွှေတော့အဆင့်မြင့်အိမ်မြောင်သုံးကောင်ခိုင်းတာပေါ့နော်အိမ်ပြီးပြောင်းရင်းဤကြားဖြတ်မေးကိုကျွန်ုပ်ဖြေရန်အိမ်တွေကြည့်နေကြငိုနေတော့မျိုးသမီးတူကဖဲ့နဲ့အိမ်မြောင်သုံးကောင်ခိုင်းတတ်ရမှာတော့တမန်နှစ်ကရင်ပွဲစည်းမှာရမူကြီးကျမကိုဘာရုပ်ထိုးရင်ကောင်းမလဲဆိုပြီးမေးလို့ကျမကပဲအိမ်မြောင်ပုံထိုးခြင်းထိုးလို့ပြောလိုက်လို့မူမူယူယူနဲ့အိမ်မြောင်သုံးကောင်အယောင်ဆုံးထိုးခဲ့တာပါတော့သူတို့နဲ့တွေ့မှာပဲအိမ်မြောင်ခိုင်းတာဖြစ်ရတော့တယ်ခုဆိုလိုက်ရင်ကြံတယောက်မှလည်းအကြမခံဟုတ်ပါတော့ကျုံနဲ့ကိုရွှေတော့ဟာငယ်လေးငယ်မရပါဂိုင်းဆိုလို့တစ်ကိုင်းတော့အိမ်ထဲဝင်ခံတဲ့လူမျိုးမဟုတ်ပါဘူးတော့ရှင်တို့စုံတော့လျှော်ကြီးတွေနဲ့တွေ့မှာပဲဘာမဆိုင်ညာမဆိုင်ပွဲစည်းမှာမူးမူးနဲ့ထိုးထားတဲ့အိမ်မြောင်တော့ဂိုင်းဖြစ်ရတယ်လို့တော်လူနောက်ကြီးတိတ်နောက်တယ်လို့ခုထပ်မံဆိုလိုက်တော့ကျွန်ုပ်လဲအနှီးအမျိုးသမီးနှစ်ဦးကိုလွန်စွာကယူနာတတ်တော်မျက်လုံးမျိုးနဲ့ကြည့်ပြီးအော်အတိမကြွယ်သေးတဲ့မိမသားတွေအိုးအိမ်နေဘယ်တိပါမလဲဘဟုတုရဖြစ်အောင်မှတ်ကြားကွအမှန်တော့အိမ်မြောင်သုံးကောင်ခိုင်းသားတွေဟာစုတ်ထိုးစရာဟန်ဆောင်ပြီးရက်တကာလှက်တိတ်တိတင်ပေးကြတာဟုတ်ကွအိုင်ပီပြောင်ရင်းမှာကျွန်ုပ်စကားကိုစိတ်ဝင်စားသွားပြီးဟုတ်လားဗျဒါနဲ့ဆက်ပါဦးအိမ်မြောင်သုံးကောင်ရဲ့တိတ်ပဲကသူကစိတ်ဝင်စားမိလာတော့လဲကျွန်ုပ်တိထားသောမာမူကြီးပိတ်တဲ့ချိန်စာပေမှမှတ်သားဖတ်ချုပ်ခဲ့သောဘဟုတုတများဖြင့်ရှင်းပြရလေတော့သည်ဒီလိုကွအိမ်မြောင်သုံးကောင်ဆိုတဲ့တိတ်ပဲကသူတို့ဂိုင်းသားတွေဟာတနေရာကိုရောက်ပြီဆိုရင်အိမ်မြောင်လိုပဲမလုံးမရှက်နဲ့သားကောင်ကိုစောင့်နေတတ်ကြတယ်ဤတွင်မျိုးသမီးများကအောင်မလေးတနေရာမှာပဲမလုံးမရှက်နေတဲ့ဒီလောက်အိမ်မကပဲလမ်းမြလမ်းတနာနေတတ်တဲ့မြောက်ကူမှတနေရာတဲ့ညီနေတဲ့အခုပဲယောက်ျားလက်လက်ဆက်ဆက်ကြီးတေးတာမလို့နော်နောက်မဟုတ်ရင်မကျင်မန်းတို့ကဖဲကနေရည်ပြီးသားပဲလူနောက်ကြီးညက်နှစ်တီနဲ့လာနောက်နေတယ်အိမ်ပြီးပြောင်းချင်းမှလည်းဝင်ရောက်ထောက်ခံသည်အေးလေဟုတ်ပါဒီတထေးဥရွှေတော့တစ်ချိန်လုံးမူးယူပြီးရှောက်သွားနေတာတခါမှအနေနေတယ်လို့ကိုမတွေ့ဘူးပါဘူးသူတို့ဤစန့်ကျင်ဘက်စကားများကြောင့်ကျွန်ုပ်လည်းပြန်ဖြေရှင်းရလေမှတ်ကြရော့အိုးကွယ်ဒါကတော့အိမ်မြောင်ထဲမှာအစော့တန်တဲ့အိမ်မြောင်မှုဖြစ်မှာပေါ့ဘယ်တတော်မှမဆိုဒီလိုစော့တက်တဲ့ကောင်မျိုးတွေရှိတတ်တာပဲဤတွင်လုံစွာဆက်စုတက်တော်မောင်နှင်းမှဒါနဲ့ဗျသူ့ကိုတတ်တာကျွန်ုပ်လည်းတပ်ပြင်းရှည်ချ၍ဖျဲသည့်သုံးလုံးကိုင်းကားဖို့ကွယ်ဖျဲသည့်သုံးလုံးကိုင်းဟုတ်တယ်ကွသူတို့တွေဟာယခုဘဝမှာသာလျင်ရန်ညိုးရန်စရှိတာမဟုတ်ပဲဟိုးဖြုတ်ပေါ်ရဟိုးရခင်လို့ပါဗျကျွန်ုပ်လည်းစကားမဆုံးမီဖက်ပြောသောမောင်နှင်းကိုမင်းပါသည်လို့လဲသူတို့ဂိုင်းတွေကဟိုးရခိုင်လူမျိုးကဆင်းတက်လာတာကျွန်ုပ်ဤစကားကိုမိမကြီးမှအမလေးတော်ကျိုးယောက်ျားကအညာသားစစ်ပါတော့သူ့လက်ထက်ကြားမှာဖြုတ်ဖြစ်လို့ဖြစ်ရခိုင်ဖြစ်လို့ဖြစ်နဲ့ကြားကြဘူးအောင်တော့မယုံရင်လူဝင်မှုကြီးကြပ်ရေးမှာတွားကြည့်ကျမယောက်ျားကိုရွှေတော်ရောသူ့အဖေဦးကျက်တော်ရောသူ့အဖိုးဦးတော်ကျော်ရောအကုန်ညာသားတွေကြီးပါပဲတော့တကယ်တည်းကျွန်ုပ်လည်းဤမိမများရှိတွင်မိတိုးမှစကားကောင်းပြော၍ရတော့မည်မဟုတ်သည်ကိုသိရှိ၍အမှုအကြောင်းဘာမှဆက်မဆွေးနွေးတော့ပဲကိုင်းမင်းတို့ကိုပြောလို့ကတော့ဘာကိုမှယုံကြည်ကြမှာမဟုတ်ပေဘူးတရားခံမိမှပဲဖျဲသည့်သုံးလုံးနဲ့အိမ်မြောင်သုံးအောင်ကြောင်းကို
မြေရည်ရှက်ရည်မေးပြီးအမှုအကြောင်းစမြုပ်ပြန်ကြပြီးရော့ဤတီတိမိမများမှာရှော်မပေးသေးပဲအောင်မလေးတော်ဒီတသက်တေခံမိအောင်ဖမ်းပေးပါဦးတေခံပေါ်လို့ကတော့ရှင်တို့ကိုတစ်လုံးမစွန်ခဲ့တဲ့လူမျိုးအိုကြီးတွေကိုစွန်သွားအောင်တရွာဝင်တရွာထွက်ခေါင်းပေါ်ရွက်ပြီးချင်းပါဒစ်စကောင်ပေးပြီးလေရောက်ပေးပါမယ်တော့ဖျားစုစိတ်ဤမြတ်တော့ကျွန်ုပ်ရဲ့စွမ်းစားကိုထင်သေးလာတော့အနှီးမိမများကိုကျွန်ုပ်ဒေါသထမိတော့လဲပညာရှိအမြတ်အပြင်းမထွက်ဆိုတကယ်တော့ဆက်ပြောနေလင်းလဲမိတို့မှအကျိုးမထုနိုင်သည်ကိုတွေးမိပြီးအနီးနားကိုဝေးဝိုက်ကြည့်လိုက်ရာဖွံများနှင့်ပေကျန်နေသောခြေရာတချို့တေဆုံးသူတထေးကြီးဥရွှေတော်ဤခြေထောက်ကိုကြည့်လိုက်တော့လဲရှွန့်ပွက်များပေကျန်နေသည်ကိုမတွေ့ရတေးချပြီးဒါလူသက်ကောင်ရဲ့ခြေရာပဲဖြစ်ရမယ်မှန်ကျွန်ုပ်လက်ခြေရာကိုတေချာစီရန်အတွက်အိတ်ထဲမှမှန်ပြီးလူကိုထုတ်ရအနီးကပ်ကြည့်လိုက်ရာအောင်မလေးတော်တည်တဲ့လူကတည်ပြီးမှလက္ခဏာကြည့်တဲ့လူကကြည့်ကြွေရင်းတွတ်တဲ့လူကတွတ်နဲ့အားမရနိုင်သေးဘူးခြေခဏပါလာကြည့်နေပြန်ပြီတော့တကယ်တည်းကိုရွှေတော်ရေထကြည့်ပါဦးရှင့်ခြေခဏကြည့်ပြီးဝိညာဉ်လန်ဖြောင်တန်းအောင်ရရခြေခိုင်းအောင်မလို့လားမသိပါဘူးတော့ဟူသောအတန်ဆိုးတစ်ခုကျွန်ုပ်လည်းအနှီးအတန်များကိုဂယုမဆိုင်တော့ပဲတပည့်ကျော်မောင်နှင်းကလေးကိုလက်ရက်ခေါ်ပြီးခြေရာနောက်လိုက်သွားရာလွန်စွာမှရှေ့ကျသောကျွန်းတကားအိုဒီတစ်ခုတွင်ခြေရာများကလမ်းဆုံးနေသည်ကျွန်ုပ်တို့လည်းကျွန်းတကားကြီးနီးမှပင့်ကူအိမ်များကိုရှင်းလင်းလေ့လာရာအိမ်မြောင်သုံးကောင်ခေါင်းချင်းဆိုင်ထူထားသောလွန်စွာလက်ရမြောက်သည့်တကားလက်ကင်တစ်ခုကိုတွေ့ရလေသည်မှတ်ချက်နောင်လာနောင်သားများလေ့လာနိုင်ရန်အတွက်ထိုအိမ်မြောင်သုံးကောင်တကားလက်ကင်ကိုကျွန်ုပ်မှတ်မိသလောက်ရေးဆွဲပြပါမည်ထိုတကားလက်ကင်ဘူးကိုလှဲလိုက်ရာကြွေကနေပွင့်၍ပေါင်မဲနေသောမြေတိုက်ခန်းတစ်ခုကိုဘွားကနေတွေ့လိုက်ရသည်ကျွန်ုပ်လည်းတပည့်ကျော်ဤရှေ့တွင်မပြေးတော်ညာလဲကံရရှိဆိုတကဲ့သို့ဟန်လုံး၍မကြောက်ဟန်ဆောင်ကမြေတိုက်ခန်းထဲသို့ဝင်လိုက်ရ၏ခမင်းမောင်ဟင်းကြွေဟာကျွန်ုပ်တို့အောက်ကိုရောက်တဲ့နှင့်မြေအောက်တကားကြီးမှာသူ့အလိုလိုပြန်ပိတ်သွားလေတော့၏မောင်နှင့်မဲမဲတဲ့တွင်တယောက်ကိုတယောက်ပင်တက်တက်ကွက်ကွက်မမြင်ရမောင်နှင်းကြောက်ရွံ့နေသောဒူးရိုက်တံအတိုင်းသားကြားနေရ၏ကျွန်ုပ်လည်းဤမြဖြစ်တဲ့နေသာသောတပည့်ကျော်ကိုမကြေမနက်ဖြင့်ဟဲ့ကောင်မောင်နှင်းခမညာကြောက်ရွံ့လုံးရထက်စကားတန်ပင်ထထငေါငေါကျွန်ုပ်လည်းပိုရဒေါသဖြစ်သွားပြီးမင်းဒီလောက်ကြောက်တတ်နေရင်အမှောင်နဲ့မင်းရန်သူရှိရင်ဘယ်လိုလုပ်မလဲကျွန်တော်ထွက်ပြေးမယ်အဘအနှစ်တပည့်ငယ်ဤစကားကြောင့်ကျွန်ုပ်မှာပိုရဒေါသထွက်သွားပြီးတဲလေးငါဖင်ပိတ်ခံလိုက်ရမကောင်းရှိရောကဲအမှောင်ထဲမှာမင်းရန်သူလူသက်တရခန့်ရှိနေပြီမင်းခေါ်ထုတ်ရမယ်ဆိုဘယ်လိုခေါ်ထုတ်မလဲခင်ဗျာတဲလေးငါကျွန်ုပ်လည်းလွန်စွာဒေါသဖြစ်နေသည့်အပြင်ကျွန်ုပ်ဤတပည့်ငယ်လေးကလည်းနောင်တွင်တွေ့ကြုံရစေရန်အတွက်တင် ကြားပို့ချလို့တစ်ပြက်အမှောင်ထဲမှာမင်းရန်သူရှိနေပြီသူ့ကိုခေါ်ထုတ်လိုက်စမ်းအတန်မကြားခေါ်လီကွာကျွန်ုပ်ထပ်မံငေါငန်းလိုက်မှတုံရင်သောလေတံဖြင့်မောင်လေးကဖျားတကာကိုကြီးအပြင်ကိုခဏလောက်ထွက်ခဲ့သူ့ကိုတို့ဘာမှမလုပ်ရင်တို့ကိုလည်းမလုပ်ရဘူးနော်တဲလေးဒီကောင်ငါလှုပ်လိုက်ရတည်ရောမယ်တရခန့်ကိုခေါ်ပါဆိုမှမင်းကြီးတော့ယောက်ျားတယောက်ခေါ်တယ်လို့ခေါ်လို့ရလားဒီမှာကြည့်ငါခေါ်ပြမယ်ဟုဆိုပြီးအောင်မြင်ခံရသောလေတံဖြင့်ဟစ်ကောင်ထွက်ခစမ်းမင်းဘဲမှပြေးမလို့တော့ဘူးကွဟာပြောနေတာမကြားဘူးလားထွက်ခစမ်းကျွန်ုပ်ရဲ့အတန်နှင့်အတူအမှောင်ထဲမှရေခနဲလှုပ်ရှားသွားသည့်အရေးတစ်ခုဟိုက်ဟင်းတေချာပြီးအမှောင်ထဲမှလူတစ်ယောက်ရုတ်တရက်မှုကျွန်ုပ်လဲကြောင်သွားသည်အမှောင်ထဲမှလူလဲကျွန်ုပ်၏လှုပ်ရှားမှုကိုစောင့်ဆိုင်နေပုံရ၏အတန်ကြာတော့မှကျွန်ုပ်တတိဝင်ပြီးဟိတ်ကောင်မင်းဘာလုပ်လဲမောင်နှင်း၏မေးရိုက်တန်ကတကက်ကက်အမှောင်ထဲမှလူရိတ်ခနဲလှုပ်ရှားသွားသည်နှင့်ကျွန်ုပ်လဲရှိသမျှဆွမ်းကိုသုံးပြီးဟိတ်ကောင်မောင်နှင်းစုတ်ချီဖြန့်ချီပြူဟာကိုသုံးပြပြီးငါညာဘက်ကထွက်ပြေးမယ်မင်းဘယ်ဘက်ကလိုက်
ဤတွင်သုံးမကြလာသောတပည့်မှအဘစုတ်ချီဖြန့်ချီစားဖြန့်ချီစုတ်ချီပြူဟာကိုသုံးပြီးကျွန်တော်ဘယ်ဘက်ကအရင်စပေးမယ်အဘညာဘက်ကဆက်လိုက်ကျွန်ုပ်လည်းလွန်စွာဒေါသထွက်သွားပြီးကဲကြားရကွာစုပ်ဖြန့်စုပ်ပြူဟာနဲ့နှစ်ယောက်လုံးပြေးမယ်ဥဆိုပြီးနှစ်ယောက်စလုံးတုတ်ချေတင်အမောင်တွင်းမှလူလဲမြည်တို့စိတ်ပူပေါက်တယ်မသိကျွန်ုပ်တို့လိုက်ပြေးအသက်အရွယ်ကြီးရနေပြီဖြစ်၍နေကွေသောကျွန်ုပ်နှင့်ထိုသူအမောင်ထဲတွင်ဝင်တုံးနေသောအခါဖျောင်းအမလေးရသေးပါပြီဖျောင်းဟူသောတန်မှာအနောက်သို့လှည့်ပြေးသောကျွန်ုပ်၏တတော်နှင့်အမောင်ထဲမှလူမျက်ခွက်ကိုထိသောအတန်ဖြစ်ပြီးအောင်မလေးဟူသောအတန်မှမူကျွန်ုပ်လက်မှထိုသူ၏မေယိုးနှင့်ထိပြီးအသေးခတ်အောင်နာကျင်သွားသောကျွန်ုပ်၏အော်တန်ပင်ဖြစ်ချေတော်၏သို့သောကံကြမ္မာကောင်းရင်သောအခါထိုသူမှာကျွန်ုပ်၏တတောင်ချက်နှင့်နေရာတွင်ပင်ပက်လက်လန်ကျသွားပြီးတော်ယုံနှင့်ပြန်မထနိုင်တော့ပေဤတီကိုခွင်ကောင်းယူ၍ကျွန်ုပ်လည်းအပေါက်တွေးလို့တွေညာအခန်းထဲကမူးရှူထိုးရှောက်ပြေးနေသောမောင်မင်းကိုဟစ်ကောင်တရခန်ကလဲနေပြီကွမင်းဝင်ဖမ်းလိုက်စမ်းခုဆိုလိုက်ရာကျွန်တော်ဖမ်းလို့မဖြစ်ဘူးဗျဒီလာတဲ့ဘယ်တက်တဝါကိုမှမဖမ်းရဘူးလို့ဒိတ်ထံဝင်ထားလို့အဘပဲဝင်ဖမ်းလိုက်မောင်နှင်းကလေး၏စကားသည်ကျွန်ုပ်၏စိတ်ကိုဆွပေးတလို့တာဖြစ်နေတော့၏တဲလီငါလက်နာနေလို့ဘောကွဝင်ဖမ်းကွာခုဆိုလိုက်မှကျွန်ုပ်ကိုကြောက်ရွံ့လေးစားသောမောင်နှင်းကလေးမှာမှောက်လဲနေသောတရားခံမှာခွထိုင်ပြီးမြည်တို့လှုပ်လိုက်သည်မသိအောင်မလေးဟဲ့လူမလုံနဲ့လေနာကျင်စွာအော်ဟစ်နေသောတရားခံ၏အတန်မောင်နှင်းမြည်တို့လှုပ်လိုက်သည်မသိကျွန်ုပ်လည်းတိလိုထားသဖြင့်ဟဲ့ကောင်မောင်နှင်းဘယ်လိုပညာရက်တွေတုံးနေလဲကွမောင်နှင်းမှာအတက်တရောဖြင့်ရှေ့ခေရောမတင်ကဟပြူဟာဘောဗျ chess fighter ဆိုတဲ့ဘိုက်ခတ်ဆွဲလင်ဒီဘောဗျအနှစ်တငယ်၏အဖြစ်စကားကြောင့်ကျွန်ုပ်လည်းလွန်စွာဒေါသထွက်သွားပြီးမင်းကြီးတော်တရခံဖမ်းပါဆိုဘိုက်ခတ်ဆွဲလင်ထားရသလားတခြားနည်းပြောင်းခုဆိုလိုက်ရာမောင်နှင်းမှာကြောက်လန့်လန့်နှင့်ဟုတ်ကဲ့အဘဟုဆိုပြီးနီးစနစ်အစ်စ်ပြောင်းလိုက်ရာဟေ့ဟေ့လူဘာလုပ်တာလဲရတယ်ဗျမလုံးနဲ့လေဗျာရပါတယ်ဆိုနေမှမလုံးနဲ့ဆိုမတည့်ရနေတဲ့အဘာကြီးခမပူပြောပါဦးဒီမှာဂလိလာထိုးနေလို့ဗျကျွန်ုပ်ထိုတော့မှတီးလိုက်ပြီးနီးစနစ်ပြောင်းခိုင်းလိုက်မှမောင်နှင်းမှာရန်သူကိုဂလိထိုးနေခြင်းဖြစ်ပေသည်ကျွန်ုပ်လည်းကြာလျင်မိနေပြီးသားရန်သူပင်ပြန်လွတ်သွားမည်ဆို၍ဟေ့ကောင်မောင်နှင်းလက်ထိတ်ခလိုက်တော့ဟုတ်ကဲ့ပါဆရာကလစ်လက်ထိတ်ကွင်းမှအမိတန်းနှစ်ခုကျွန်ုပ်လည်းစိတ်ချရလောက်ပြီဖြစ်၍ကဲမောင်နှင်းတရားခံကိုပြင်ခေါ်ထုတ်ခဲ့မောင်နှင်းမှာမဆိုင်မတော့ပင်ဟုတ်ကဲ့ဗျကဲလာထသွားမယ်ခုဆို၍တရားခံကိုလေကုန်းမှဆွဲမလိုက်ရာဟေ့လူဘလို့လောက်တာလဲမလုံနဲ့လေဗျာတရားခံမှာအကြောက်ကံပြော၏မောင်နှင်းမှာလည်းဆရာကောင်းတစ်ပက်ပန်းကောင်းပန်ဟူသောစကားကိုကျွန်ုပ်ဟန်တိုင်းမူရမာယာလာများမနေနဲ့ခုလူအမြဲဆုံးထနောက်မှကြုတ်ဆိုးမဆိုနဲ့ဤတွင်တရားခံမှာဒေါသတကြီးဖြင့်ထလို့ရမလားဗျခမရကလက်ထိတ်ကိုခြေတစ်ဖက်လက်တစ်ဖက်ခတ်ထားတာကျုပ်ဘလို့ထမလဲကျွန်ုပ်လည်းဤမြစိတ်မရှိနိုင်တော့ပဲကားမောင်နှင်းမင်းမတရားခံကိုထမ်းပြီးအပေါ်ခေါ်ခဲ့တော့အပြင်သို့ရောက်လာတော့ထို့သောအာမင်းနှင့်များထပ်ပေါ်တော်ရလာအောင်ကျွန်ုပ်တို့ကိုတအော်နှင့်မေးကြည့်နေလေသည်ကျွန်ုပ်လည်းအိုက်တင်အပြည့်ဖြစ်ကဲမောင်နှင်းတရားခံကိုအောက်ချလိုက်ပါဦးတော့အောင်မလေးရတေးပါပြီမောင်နှင်းမှာတရားခံကိုထမ်းလာရတာကိုမကျင်နဲ့ရထင်ပကုံးပေါ်မှာထိုတို့တာပစ်ချလိုက်ရတော့သည်ကဲဟိတ်ကောင်ပြောစမ်းရှဲတီတုံးလုံးကြောင်းတရားခံမှာချက်ချင်းပြန်မပြောနိုင်ပေပဲအတန်ကြာမှပြောပါမယ်ဗျာဒါနဲ့အဘနာမည်ကကျွန်ုပ်လဲဟန်ဘပါနဲ့ My name is Kokoji Iodine Kokoji တရားခံမှာကျွန်ုပ်ဤစကားကိုရုတ်တရက်ကြောင်သွားပြီးစားပလင်းကိုကိုဒီမဟုတ်ဘူးလားဗျကျုပ်ကသူများတွေတော့ညတရစားပလင်းမဟုတ်ဘူးဓာရုဗေဒာနီးနဲ့တန့်စင်ထားတဲ့တန့်စင်စား
အိုင်အိုရင်းစာပလင်းကွာဒါကြောင့်အိုင်အိုရင်းကိုကိုကြီးတရားခံမှာကျွန်ုပ်ကိုလေးစားသောမျက်လုံးမျိုးနှင့်ကြည့်ပြီးခုံယူပါတယ်ဗျာကျုပ်ကိုဖမ်းတဲ့လူဟာနမဲကျော်စုံတော်ကြီးအိုင်အိုရင်းကိုကိုကြီးပဲဖြစ်ရမယ်လို့ကျွန်တော်စာကလေးကယုံကြည်ထားပြီးသားပါကျွန်ုပ်အနီးအနားကလူများကိုဝေ့ကြည့်လိုက်သည်အားလုံးကျွန်ုပ်ကိုလေးစားအားကိုးသောမျက်လုံးများနှင့်ကြည့်နေ၏ကျွန်ုပ်လည်းသူတို့ပိုထင်ကြီးသွားစေရန်ကဲပြောစမ်းမင်းတို့ဖျဲသည့်သုံးလုံးကိုင်းကြောင်းတေခံမှာမျက်မှောင်ကျုပ်၍ဘေကဖျဲသည့်သုံးလုံးကိုင်းလေကျုပ်မှလည်းဒေါသထွက်ဖြင့်ဒီမှာကိုလူအိုင်အိုရင်းကိုကိုကြီးကိုဒီလိုလှိမ့်လို့မရဘူးဆိုတာမင်းသိတယ်နော်သိပါတယ်ကျွန်တော်မလိမ္မာဘူးအဘာပြောတဲ့ဖျဲသည့်သုံးလုံးကိုင်းဆိုတာကျွန်တော်မှမသိပဲကျွန်တော်လည်းတီးမခံနိုင်တော့ပဲဒီနေ့ရက်မှာဖျဲသည့်သုံးလုံးအိမ်မြောင်သုံးအောင်ဆိုတာမင်းရေးထားတာမဟုတ်လားရေးတယ်လေဟုတ်တယ်လေအဲ့ဒါဆိုအဲ့ဒီဆိုင်ရတိတ်ပဲဘာလဲအဲ့လိုလေးပဲမေးလိုက်တယ်တရားခံမှာကျွန်ုပ်ဤစကားကိုယခုမှတဘောပေါက်တယ်လို့ဩဒါလားမဟုတ်ဘူးရေးထားတာကိုမေးတာကွနော်အဘဆရာငေါနေဤမစီမဆိုင်စကားကြောင့်ကျွန်ုပ်ပင်ဖီးပြတ်သွားရ၏သို့တော်လဲအားလုံးကြောင်းပြောကွာအဖြစ်ကဒီလိုကကျွန်တော်ဒီအိမ်ကဖြစ်စီခိုးဖို့လာတာပါဟင်းဒါဆိုဖျဲသည့်သုံးလုံးဆိုတာကအာမင်နဲ့အတန်နှင့်အတူကျွန်တော်ဤအလောတကြီးအမေကိုတဲခံလက်ကပြ၍ပြောပြမယ်လေဖျဲသည့်သုံးလုံးကဒီအိမ်ပေါ်တက်ခိုးပြီးမှဘာမှမတွေ့ပဲမရတာပဲခိုးမယ်ဆိုပြီးမိဖို့ကြောင့်ကတွေ့တဲ့ဖျဲသည့်သုံးလုံးကိုယူပြီးအိမ်ပေါ်တက်အဲ့ဒီချိန်မှာပဲတထေးကြီးဥရွှေတော်ကအယက်မူးပြီးအိမ်ပေါ်တက်လာလို့ကျွန်တော်လဲထုတ်တန်းပေါ်တက်ပုံနေတော့အချစ်ဘလူးနေတဲ့အိမ်မြောင်သုံးကောင်ကကျုပ်ပေါ်ဖြုံးကနေပြုတ်ကျလာလို့ကျုပ်လည်းလန့်ပြီးခုန်ချလိုက်တာမူးပြီးအိတ်နေတဲ့တထေးကြီးရဲ့လက်ပင်ကိုဒူးနဲ့ထောက်ကြပြီးတထေးကြီးခင်ဗျအတန်တော်မထွက်နိုင်တော့ပဲဆုံးသွားတာပါပဲအဖြစ်ကတော့ဒါပါပဲဗျာဘာဖျဲသည့်သုံးလုံးကိုင်းကမှမဟုတ်ပါဘူးအဲ့ဒီစားလည်းဖျဲသည့်သုံးလုံးကိုတက်ခိုးလာတော့အိမ်မြောင်သုံးအောင်ကြောင့်လူတက်မှုဖြစ်ရတယ်ဆိုတဲ့အကြောင်းကိုရေးမလို့ပါစာကမဆုံးရင်တထေးကတော့အိမ်မော်တက်လာလို့ကျွန်တော်ခုနကမြေရောက်ခန်းထဲဝင်ပုန်းနေမိတာပါဗျာကဲအိမ်မြတော့ဆိုကျွန်ုပ်ဤဖျဲသည့်သုံးလုံးနဲ့အိမ်မြောင်သုံးကောင်မှုဆန်းကြီးအကြောင်းကိုပြည့်တက်တီးလောက်ရောပေါ့အိမ်မြလောက်တက်စင်ပြောချော်ခဲ့တော့လဲတထေးကြီးဥရွှေတော်တက်ခံမှုကိုနိုင်ပိုင်းအတွင်းတေခံမိအောင်ဖမ်းပေးခဲ့တော့ကျွန်ုပ်အားနောက်တစ်နေ့ခရိုနီကယ်သတင်းစာထိုစဉ်ကထိုသတင်းစာတစ်ဆောင်သာရှိ၏တွင်အိုင်အိုဒင်းကိုကြီးအားဂုဏ်ပြုခြင်းဟူ၍အကျယ်တဝင့်ဖော်ပြခဲ့လေသည်မိဘပြည်သူညီကိုမောင်နှမများခင်ဗျာအိုင်အိုဒင်းကိုကြီးနှင့်ဖျဲသည့်သုံးလုံးအိမ်မြောင်သုံးကောင်ဇလန်လေးဟာဒီမှာပဲဆုံးသက်ပြီးဖြစ်ပါရဲ့နားထောင်ပေးခဲ့ကြတဲ့မိဘပြည်သူအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်တရားပျော်ရွှင်စရာနေလေးတစ်နေ့ပိုင်ဆိုင်ပါစေလို့ကျွန်တော်တို့ The Sunflower Channel မှာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။နောက်ရက်တွင်မှလည်းဖတ်ပြပေးတော်မူစာအုပ်ဇာတ်လမ်းလေးများကိုနားဆင်ရင်ကျွန်တော်တို့ရဲ့ channel လေးကိုအရောက်လှမ်းခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။